ဒါကြောင့်ကျွန်တော်ဒီနေ့ကျွန်တော်ပြောချင်တာကတော့ဟေရှာယအခန်းကြီး43အငယ်18-19တို့ base ထားပြီးတော့မှကြည့်ရှုလို့အမှုတင်ငါပြုမိဆိုတဲ့ဟာကိုပြောဖို့ဖြစ်ပါတယ်အဲ့ဒါကိုလေကျွန်တော်တို့အားလုံးဖတ်ကြလားဖတ်ဘူးလားဝိုင်းဖတ်မလားအဲ့ဒါအားလုံးလိုက်ပေါ်တင်ပြီးတော့မှကျွန်တော်ဖတ်ရအောင်နော်ဒီတော့ကရှိလားကျမ်းကရထားပြီးသားရှိလားမရှိဘူး okay sorry okay ဒါဆိုရင်ကျွန်တော်ဖတ်ပါမယ်အခန်းငယ်18ပဲဖတ်မယ်နော်ဖြစ်ပူးသောအမှုတို့ကိုမအောက်မိနဲ့စေကာလ၏အရာတို့ကိုပမာဏမပြုကြနဲ့ကြည့်ရှုလို့အမှုတိငါပြုပြီးယခုပင်ပေါ်လာလိမ့်မည်ခန္ဓာ Baptist Church အတွက်အမှုတိဘုရားသခင်ပြုပါပြီဟာလေလုယာအာမင်မကသေးဘူးခန္ဓာ Baptist ရဲ့ Senior Pastor ဆရာလာတွေအတွက်အမှုတိဘုရားသခင်ပြုပြီးတော့မှသူ့ကို Doctor of Ministry ဒေါက်တာဝက်အတိလေဘုရားသခင်ပြုပါပြီသူ့ကိုတင်ပြလိုက်ပါပြီဟာလေလုယာလက်ကိုတရားတစ်ခုစလုံးအတွက်တော့ပါပြီအခုပါလို့သေးလဲဆိုတော့ဒီနေ့လာတဲ့လူတယောက်စီရဲ့အသက်တာမှာဘုရားသခင်အမှုတိပြုဖို့လိုတယ်အသင်းတော်မှာအမှုတိပြုဖို့လိုတယ်နိုင်ငံတော်မှာအမှုတိပြုဖို့လိုတယ်ဒါကြောင့်အမှုတိတရားတို့စင်တဲ့တို့ MECA မှာလည်းအမှုတိပြုတော့မယ်အခုနောက်အပတ်စနေနေ့ဆိုရင်ရွေးကောက်ပွဲကျွန်တော်လုပ်ပြီးတော့မှခေါင်းဆောင်အတစ်တွေပြောင်းလဲတော့နော်အဲ့ဒါပြောလဲရအောင်လို့ဘာမှမပြည့်စည်ပဲကောင်းမွန်ချောမောစွာအဲ့ဒီရွေးကောက်ပွဲတွေရောမြစ်ပတ်လဲမဟုတ် General Assembly အထွေထွေညီလာခံကြီးကိုကြီးမြောက်နိုင်ဖို့ဆုတောင်းပေးကြပါစာရမဏေကညီမစုံနဲ့ဖြည့်ဆည်းဖို့ကြိုးစားနေတယ်အဲ့တော့ဒါလေးကိုဆုတောင်းတဲ့ခါမှာတရိယာပေးပါလို့ကဲကျွန်တော်အမှုတိပြုတ်ဖို့ဟာဘာလို့အမှုတိပြုတ်ဖို့လို့လဲအဟောင်းနဲ့ကျင့်တတ်ပါတယ်ဆိုတဲ့ဟာရှိတတ်တယ်ဒါပေမဲ့လေကျမ်းစာပြောတယ်ကောရိန္သုဒုတိယစာဆောင်အခန်းကြီး4အငယ်16မှာပြောထားလဲဆိုတော့ငါတို့ဤပြင်ပခန္ဓာသည်ယူရင်းပျက်စီးနေတော်လဲငါတို့ဤအတွင်းဝိညာဉ်မူကတစ်နည်းထက်တစ်နည်းအသစ်ဖြစ်ကြ၏တွင်းဝိညာဉ်နောက်တစ်ခုရှိသေးတယ်ဂလာတိအခန်းကြီး6အငယ်15မှာအကြောင်းမူကားယေရှုခရစ်ထံ၌အည်ဖျားလေးခြင်းအကျိုးမရှိမခံမဲနေခြင်းအကျိုးမရှိတရဝတိဖြစ်ခြင်းသာလျင်အကျိုးရှိ၏တဲ့အဲ့တော့ယေရှုနဲ့ကျွန်တော်တော်တိုင်းတဲ့ခါမှာတရဝတိအတ္တအတိအဲ့ဒါပါအရေးကြီးဆုံးဖြစ်တယ်အည်ဖျားလေးတာတို့စနေနေ့မှာဥပုံနေဆောင်တာတို့ဒါအဲ့ဒါအရေးမကြီးဘူးတဲ့တကယ်တမ်းနှလုံးသားအမှုတိပြုတ်ဖို့အရေးကြီးတယ်တဲ့ကျွန်တော်တို့ဒါကိုတွေးတဲ့ခါမှာဖြူနေအောင်တော့ရှောက်တကယ်ဒါအတိတ်ကလေးရှိတယ်ဒါပေမဲ့ဒီတိုင်းထားလိုက်ရင်လေသူ့ဟာနဲ့သူအနည်းရောက်အယောင်ပြောင်းပြီးတော့မှဆွေးသွားတယ်ကြာလာရင်ဒါတုံးသွားတယ်မထက်တော့အဲ့တော့ပြန်ပြီးတော့မှပြန်သွေးမှုအတစ်ပြန်ပြုတ်ပြင်မှုလိုတယ်လို့ကျွန်တော်ရဲ့ခရိယန်တက်တာကြီးဘောနကဲဖြစ်သွားတာ9နှစ်ရှိသွားပြီ2နှစ်ရှိသွားပြီ10နှစ်ရှိပြီအနည်း30ရှိပြီကြာလာလေဘာမှမလုပ်ရင်သူဟာနဲ့သူဆွေးပြီးတော့စာရမဏေစားပြီးတော့မှဘုရားကျောင်းတော်မသွားချင်တော့သွားချင်ကြတော့အဲ့ဒါကြောင့် renew လို့တဲ့ we must be renewed only then God will do the new thing in us ကျွန်တော်တို့အသက်တာမှာကျွန်တော်တို့အတစ်ပြန်ဖြစ်တဲ့အခါမှာဘုရားသခင်အတစ်တော်အမှုတွေပြုနိုင်ခြင်းဖြစ်တယ်အမှုတိပြုဖို့လိုတယ်နံပါတ်1နံပါတ်2မှာအမှုတိပြုဖို့ရန်ကဘာတွေပြင်ဆင်ရမလဲဆိုတာအဲ့ဒါအရေးကြီးတယ်အမှုတိပြုနိုင်ဖို့ဆိုရင်နံပါတ်1ကတော့ခုနကျမ်းစာဖတ်တယ်လေဖြစ်ဖူးသောအမှုတို့ကိုမအောင်မိနဲ့ကဲလူဆိုတာလေကိုယ့်ရဲ့အသက်တာဟိုလွန်ခဲ့တဲ့အရာလေးတွေအောင်ပြီး
ပျော်မွေ့နေကြဒါပေမဲ့ပြန်ခေါ်လို့ရလားမရတော့ဘူးအိုးငါလေးငါငယ်ငယ်တော့ကလေဘယ်လောက်လှတဲ့အဖွားကြီးနည်းနည်းစကားပြောနေအဖွားဟိုအပြူတော့ဘယ်လိုလဲအေးငါတို့ရွာမှာလေအဖွားလေအလားဆုံးသူပြောချင်တယ်ဟိုဟာလေးတရိယာအကောင်လေးပြောချင်တယ်ဒါမှမဟုတ်အိုးငါဟိုတော့ကဟိုတယောက်ကငါ့ကိုဒီလိုလုပ်တာငါအဲ့ဒါစိတ်ထဲမှာဟိုမုံလုံးလို့တက်ချင်စိတ်တော်ရှိတယ်အဲ့လောက်ထိတော်ရှိနေတယ်နော်မကောင်းတာရောကောင်းတာရောဖြစ်ပြီးသောအရာတွေနော်အဲ့ဒီမှာဖြစ်ဘူးသောအရာတွေရတယ်ဆိုတော့ကျွန်တော်တို့အသက်တာကိုဖုံးလွှမ်းနေရင်အသက်ပြုလို့မရတော့ဘူးဘုရားသခင်ကဒါနဲ့ပဲညာအိတ်တော့လေငါဟိုတယောက်ငါ့ကိုလောက်တာဆိုစိတ်ညစ်တော့စိတ်မအိတ်နိုင်ဘူးဒါမှမဟုတ်ငါအောင်မြင်ခဲ့တော့မှဆိုအဲ့ဒါကြီးပဲစဉ်းစားပြီးအသက်မလွတ်တော့ဘူးဆိုရင်ဒါလည်းအကျိုးမရှိဘူးတဲ့ဖြစ်ဖို့သောအရာတို့ပမာဏမပြုတ်နဲ့တဲ့တချို့ကကျွန်တော်တို့တငယ်ချင်းတယောက်ရှိတယ်သူကဟိုအရင်တုန်းကသူ့အဖေကနိုင်ငံတော်ဒီဘဟုကော်မတီဝင်ဖြစ်တယ်အဲ့တော့သူစကားပြောတယ်ငါအဖေဘဟုကော်မတီဝင်ဖြစ်တော့မှဆိုအဲ့ဒါပဲပြောနေတော့သူတငယ်ချင်းတယောက်ကဟေးတငယ်ချင်းဟေးအဲ့ဒါခဏပြောတယ်အခုမဖြစ်တော့ဘူးလေမြင်တော့ဘာမှမဟုတ်တော့ဘူးမပြောနေတော့တဲ့အဲ့သူကသူတော့ငါအဖေဟိုဖြစ်တော့ငါဆိုအေးဂိတ်ဒီပါရီမဖွင့်တော့ဟေးငါဖြစ်ဘယ်သူလဲပြောပြီးတော့မှဂိတ်ဖွင့်ခိုင်းမလို့ဒါမဲ့မဖွင့်တော့အခုမဟုတ်တော့ဘူးလေအေးအဲ့လိုပဲလေကျွန်တော်နိုင်ငံတော်မှာလည်းစဉ်းစားကြည့်နော်အဲ့လိုပဲဖြစ်နေတာပဲနော်အဲ့တော့ဘာပဲဖြစ်အဟောင်းတွေကိုအဲ့လိုသွားပြီးတော့မှတရိယာပြီးတော့မှအဟောင်းနေတဲ့ပဲညီငွေဘာပေါ့အဲ့ဒါနဲ့ပဲပျော်မျိုးမနေပါနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဇလန်းဟောင်းကြီးအတုံးပြုတ်ပြီးတော့မှစာရမဏေကအလုံးလုံးတတ်တယ်မင်းကိုပျော်စီလွန်းလို့ဖရားတော်မေ့တတ်တယ်မင်းကိုစိတ်ညစ်စီလွန်းလို့ကိုတော်တတ်လောက်တဲ့ depression တွေဝင်တတ်တယ်အဲ့ဒါကြောင့်အမှုတည်ပြုဖို့ဆိုအဟောင်းကိုဖယ်ပါအဟောင်းမှာမကိန်းအောင်ပါနဲ့တဲ့အဲ့ဒါနံပါတ်1နော်နံပါတ်3ကအမှုတည်ပြုဖို့နော်ကျွန်တော်နေလားနေရှာဖို့နော်ဒီဖရားကျောင်းလာဖို့ဆိုဂိတ်ဖွင့်ရမယ်နော်ဂိတ်မဖွင့်လာလို့မရဘူးအနည်းနာမှာပတ်နေပြီးတော့မှအထဲဝင်လို့မရဘူးဂိတ်ဖွင့်ဖို့အဲ့ဒါလေအဲ့တော့ကဘာဥချံခါကြီး31အငယ်3မှာပါလဲဆိုထာဝရဘုရားကလည်းတေဤဘူပနီတော့တေဤအမျိုးသားချင်းတို့ထံသွားလောဟုငါဒီတစ်ပတ်နဲ့ရှိနေပြီဟုယာကုပ်အားမိန့်တော်မူ၏ယာကုပ်ကသူ့အကိုစီကနေထွက်ပြေးပြီးတော့မှအဝေးကြီးမှာမိမယူပြီးတော့တာသမီးတွေနဲ့ကြီးပွားနေပျော်မွေ့နေတယ်သူ့နိုင်ငံမဟုတ်ဘူးတခြားနိုင်ငံမှာဒါပေမဲ့ဖျားတင်ပြန်ခေါ်တယ်ဟဲ့ယာကုပ်ထားလို့မင်းဘူးပွားလို့နေတဲ့ဣသရေလနိုင်ငံကိုပြန်သွားလို့သူကပြန်ခိုင်းတယ်ဘာဖြစ်လို့လဲဘုရားသခင်အမှုတည်ပြုချင်တယ်သူများနိုင်ငံမှာအမှုတည်ပြုဖို့ဘုရားသခင်လက်မခံဘူးအဲ့တော့အခုတင်ဒီဘုရားနိုင်ငံမှာရှိသလားစာရမာနကြီးစုသောနိုင်ငံမှာရှိသလားလက်ရှိစာရမာနအုပ်စုသောဒီကဘာကြီးနိုင်ငံမှာရှိနေသေးတယ်အဲ့ဒီကနေဘုရားသခင်အမှုတည်ပြုချင်လို့သူအုပ်စုသောခန္ဓာပြည်ကိုပြန်ပြီးတော့မှလွှတ်ချင်တယ်သူအုပ်စုသောခန္ဓာ Baptist Church ကိုပြန်လွှတ်နေတာနော်အဲ့ဒီမှာတစ်ဘူပနီတော်ပြည်ကိုပြန်ပါလူတွေကလေဖျားကနေအဝေးဆုံးကိုကျွန်တော်တို့ထွက်သွားတယ်နော်မယုံရင်ကြည့်ကျွန်တော်တို့လူတိုင်းတယ်လီဖုန်းရှိတယ်နော်အခုတယ်လီဖုန်းရှိတဲ့အခါမှာအိမ်ရလို့ရှိရင်ပြန်ဖွင့်တဲ့အခါတချို့က Facebook ဖွင့်မယ်တချို့က TikTok ဖွင့်တယ်တချို့က Viber ဖွင့်တယ်တချို့ကYouTube ဖွင့်တယ်တချို့ Internet ဖွင့်တယ်အမျိုးမျိုးဖွင့်လိုက်တဲ့အခါမှာလေဒီမှာကြည့်လိုက်တယ်တချို့ကတော့အကကြည့်အမေရိကရောက်တယ်ကိုရီးယားရောက်လိုက်တရုတ်ပြည်ရောက်လိုက်တယ်အိန္ဒိယရောက်လိုက်တယ်ကျွန်တော်တို့ဖျားမှလည်းမရှိဘူးအိမ်မှလည်းမရှိဘူးကိုမှလည်းမရှိဘူးအကုန်လုံးကအဝေးရောက်ကုန်ကြတယ်ညအိတ်တာတော့မှနော်လေမရတော့မှကြောချင်းတော့ထိတယ်
စိုက်ကားစီးပြီးတော့မှအိတ်တယ်တကယ်စိတ်ရောက်တာတော့တယောက်က TikTok ကြည့်မှပြီးနေဟိုတယောက်ကဟိုမှာYouTube ကြည့်ဖို့အစ္စရေးနိုင်ငံနဲ့အီရန်ချနေတယ်စစ်ပွဲမှာတယောက်ကအဲ့လိုဖြစ်တော့လေကျွန်တော်တို့ကဝေးကုန်ကြအဲ့ဒီကနေဘုရားသခင်ပြောတယ်ဟဲ့ပြန်လာပါနှစ်ကိုနေတဲ့ဖယားကိုစယုံကြည်တဲ့နေရာကိုပြန်လာပါတဲ့အဲ့လိုအဝေးကြီးမှာပဲဒီလိုပဲအချိန်ဖြုံးနေရင်ဘုရားသခင်အမှုပြုဖို့နေရာမရှိဘူးကျွန်တော်တို့ကခရီးသွားနေတယ်အဲ့လိုနေရာမရှိတော့ဘုရားလည်းထိုင်ဖို့မရှိတော့အဲ့တော့ပြန်လာပါကိုမူလအဟောင်းကိုဘုရားသခင်နဲ့စတွေ့တဲ့နေရာကိုပြန်လာကြပါတဲ့အဲ့ဒါကနံပါတ်3နော်အဲ့ဒါအရေးကြီးတယ်နော်တချို့ဆိုရင်ကိုခရိယန်ဖြစ်လာပြီးတော့မှယုံကြည်ခြင်းနဲ့ပြည့်ဝပြီးကြာလာတော့ပတ်စံနဲ့ရှာရင်နဲ့ပတ်စံတောက်လိုက်သွားတယ်တချို့ကဒီလိုသွားရင်နဲ့လင်းနောက်လိုက်သွားတယ်မယားနောက်လိုက်သွားတယ်ဒါမှမဟုတ်အပျော်အမွေ့နောက်လိုက်သွားတယ်တချို့ဆိုပညာရေးပဲလိုက်ရှာတော့ဘုရားမရှိတော့ဘူးအဲ့လိုရှိတတ်တယ်တချို့ဆိုတခြားဘုရားနဲ့ဆွေတို့ကဘုရားသွားရင်နဲ့သွားရှိခိုးလိုက်ဒါတော့ပြီဒါခရိယန်တယောက်ဖြစ်ပြီးတော့မှပျောက်သွားတာပေါ့သူများနိုင်ငံရောက်သွားတယ်ဖြစ်သွားမယ်အဲ့ဒီနေရာကြီးပြန်လာပါဆိုတာအဲ့ဒါနော်နံပါတ်4မှာကဲအမှုတိပြုတ်တော့မယ်ဆိုဘယ်လိုဖြစ်တယ်ဘာတွေကျွန်တော်ပေါ်လာမလဲအမှုတိပြုတ်တာဘာလို့အရေးကြီးတယ်လဲနည်းနည်းကြည့်ရအောင်နော်ဟေရှာယအခန်းကြီး43အငယ်19မှာအကယ်စင်စစ်တော၌လမ်းကို၎င်းလွင်ပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမည်တော၌လမ်းဆိုတာအဲ့ဒီတောလို့သုံးတာကတကယ်တော့တဲကန်တာရ၌လမ်းလို့ပြရ desert အင်္ဂလိပ်လို desert ဒီမှာတော့တောလို့ပဲတောဆိုတောအုပ်ကြီးလို့ဖြစ်စိတ်မထင်နဲ့အဲ့ဒီတောလို့ပြောတာက desert ကိုပြောတာတဲကန်တာရမှာရေမရှိဘူးတစ်ပင်မရှိဘူးတဲပဲရှိတယ်လေတိုက်နဲ့တဝူအရန်ကိုပူတယ်ဆိုတော့အဲ့ဒီမှာလမ်းလည်းမရှိဘူးဒီလိုပဲပြန်ကျင်းနေတော့ဥတီယာလည်းသွားကြတယ်ဒီလိုပဲသွားမလဲမသိကြဘူးလမ်းမရှိတဲ့ခါကျတော့ဒီလိုပဲသွားကြတယ်အဲ့တော့တကယ်ဘုရားသခင်အမှုတစ်ပြုတ်ပြီဆိုရင်အဲ့ဒီတောမှာလမ်းလေးရှိပြီတဲ့အသက်တာဒီတဲကနာရလို့ပူအိုက်နေတယ်ဘယ်ကိုသွားရမှဘာလို့ရမလဲဘာစီးပွားရေးလုပ်လဲဘာပညာရေးသွားမလဲနိုင်ငံခြားပဲသွားရမလဲဘယ်သူကိုချစ်ရမလဲဘယ်သူကိုယူရမလဲ you are wandering in the desert လို့အဲ့လိုဖြစ်တဲ့ခါမှာအသက်တာကပူအိုက်သွားတယ်မပျော်တော့ဘာမှအိမ်နိုင်ဘူးမစားနိုင်ဘူးဖြစ်နေသလားတဲ့အသက်တာဒီတဲကနာရလို့ဖြစ်နေသလားသွားမဲ့လမ်းမသိဘူးဘယ်သွားမလို့ဟိုဘက်သွားမလို့ဟိုဘက်ကကောင်းမလေးပူကောင်းမလားဒီဘက်ကပူကောင်းမလားခန္ဓာဘက်ကစ်ကောင်းမလေးဒီဘက်ကောင်းမလားအဲ့လိုပဲကောင်းလေးတွေဆိုအဲ့လိုစဉ်းစားနေမှာတော့ wondering သူနေတော့လည်းခလေးပါတွေအတွက်လည်းဒီသူကတော့ဒီလာစားတယ်ဟိုဟာကြတော့ဘာမှလည်းလာမပြောဘူးစောင်းနေတာလေကိုစောင်းတဲ့သူကဘာမပြောဘူးမစောင်းတဲ့သူကအချိန်လာဆုံးဖြတ်စရာမတိတော့ဘူးမလားအဲ့ဒါတဲကန်တာရလို့ခေါ်အဲ့ဒီနေရာမှာလမ်းကိုငါပြင်ပေးမယ်တဲ့ကဲတင်သွားမဲ့လမ်းရွေးမဲ့လမ်းကိုဘုရားသခင်ပြုပြင်ပေးမယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ဘာလုပ်ရမလဲစီးပွားရေးသမားတွေလေစီးပွားရေးမလွယ်ဘူးနော်ဘာလို့ကောင်းလဲအားလည်းမကောင်းဟိုဟာအဲ့ဒါလည်းမဟုတ်ဘူးဒီဟာအရှင်းပြတာမရှိဘူး wondering ဘုရားသခင်ပြင်ဆင်ပေးနိုင်မယ်လွင်ပြင်၌စီးသောရေကို၎င်းတဲ့အဲ့မှာ6တွေ့နေတဲ့တေကနာရမှာလွင်ပြင်နေမှာစီးသောရေကိုငါဖန်ဆင်းပေးမယ်တဲ့တင်းတောက်เสียရေမရှိဘူးခန်းချောင်းနေတဲ့တင်းတက်တာခန်းချောင်းနေတယ်ဆိုရင်ဘုရားသခင်တောက်เสียရေပေးပါလိမ့်မယ်ဒီတော့နောက်တစ်ခုကလေနေတော့အယက်၌စမ်းရီကို၎င်းငါပေါက်စီတဲ့တဲကန်တာရအယက်၌ရီကန်ကို၎င်း6တွေ့သောအယက်၌စမ်းရီတွင်းကို၎င်းငါဖြစ်စီနေဟေရှာယခန်းကြီး41အငယ်18မှာပြောထားတယ်ဆိုတော့နေတော့အယက်မှာ
ဘာပေါက်စီမလဲဆိုစမ်းရည်တဲ့ရေဆိုတာနေတဲ့ခါနေတဲ့အရာမှာပဲစီးတယ်တောင်မုတ်မုတ်ချင်းမရေတဲ့ပြီးတော့မစီးဘူးနော်ဆိုလိုတာကတင့်အသက်တာတင့်ရဲ့နှလုံးသားသင်ချခြင်းရှိတဲ့ခါမှာရေလာမယ်ဘုရားသခင်ပေးတဲ့အဲ့ဒီမေတ္တာရေလားချစ်ချင်းမေတ္တာလားဘာရေမျိုးစုံစမ်းရည်လာမယ်တင်မနှိမ့်ချမချင်းဘာရီမှလာလို့မရဘူးနော်တရားမောက်မာနေမဲ့ငါပဲဒီရတကမှာငါတဘောပဲအဲ့လိုတခါတည်းဖြစ်နေလေစမ်းရည်မရဘူးဘာရတယ်လဲရီနွေးဆူဆူပုတ်ပုတ်နဲ့အဲ့ဒါပဲရှိပဲအဲ့ဒါနဲ့ပက်လိုက်ရင်လေလူတွေကမုန်းသွားမှာအဲ့လိုဖြစ်တတ်တယ်လို့အဲ့တော့နေတော်ရမှာပြီးတော့တက်ကနာရရ၌ရီကန်တခါတည်းရီစီးရုံမဟုတ်ဘူးရီကန်နဲ့ရီကန်ဆိုတာဘာလဲကိုမှရတဲ့ကိုတယောက်ထဲအတွက်မဟုတ်ဘူးအများအတွက်တင့်ရီကန်ကိုတခြားလူတွေကျွေးလို့ရတယ်လေတချို့ကလေဝိညာဉ်ရေးရရောစီးပွားရေးမှာရောပါမဆိုလေကိုတယောက်ထဲအတွက်ပဲတကူကောင်းဆန်တယ်ရီကန်မရှိဘူးသူများကိုပေးဖို့မရှိဘူးအဲ့ဒါဘုရားသခင်ပြောတယ်ရီကန်လုပ်ပေးပါမယ်တဲ့တင့်အတက်ကမှာရီကန်လို့ရှိပါစေအဲ့ဒါမှသူများကိုကျွေးလို့ရမယ်သူများလာပြီးတော့မှခတ်လို့ရတယ်အဲ့တော့ကိုတယောက်ထဲမဟုတ်ဘူးနော်လွင်ပြတဲ့ရည်နဲ့ပြည့်စည်ခြင်းက၎င်း6တွေ့သောအရာကိုစိုင်းရည်ထွက်စီခြင်းက၎င်းတဲ့စာလံ100ခွန်အငယ်35မှာလည်းပြောပါတယ်စိုင်းရည်ဆိုတာအထက်အောက်ကနေနော်တွင်းစရာတူးစရာမလို့သူ့ဟာတူစိုင်းရည်ပြောမှ spring water အဲ့တော့တက်ဆိုင်ရည်လို့ခေါ်တယ်တက်ဆိုင်ရည်ထွက်လာမှာတဲ့အဲ့တော့တိအတက်တာမှာတက်ဆိုင်ရည်ထွက်သလားရည်ပဲအဝင်ပဲရှိတာလားအထွက်ပဲရှိတယ်လားအထွက်ရှိသလားဆိုတာအရေးကြီးတယ်အဲ့တော့ဒါဒီအားလုံးကိုတင့်အတက်တာမှာရှိမရှိကိုစမ်းစစ်ကြည့်ပါဘုရားသခင်တင့်အတက်တာမှာအမှုတစ်ပြုရင်ဒါဒီနဲ့လာမှာနော်ဒါဒီတခုမှမရှိအမှုတစ်မပြုသေးဘူးဟေရှာယခန်းကြီး57အငယ်3မှာပြောသေးတယ်သူဤတောင်းကိုအေဒင်အရက်ကဲ့သို့၎င်းအေဒင်ဆိုတာအေဒင်ဥယျာဉ်ကိုဆိုလိုတာအေဒင်ဥယျာဉ်မှာရည်ရှိတယ်တစ်ပင်ရှိတယ်မြက်ပင်တွေရှိတယ်အော်လှလိုက်တဲ့အရာတရိစ္ဆာန်ကြီးရှိတယ်လူရှိတယ်အကုန်ရှိတယ်ဘာမှလိုတာမရှိဘူးအဲ့ဒီလိုတင့်အသက်တာကိုအေဒင်ဥယျာဉ်လို့လိုလီသေးမရှိဘုရားသခင်ပြင်ဆင်ခြင်းပါလေဘုရားသခင်ပြုတ်ခြင်းပါလေအဲ့ဒါလေးကိုဘုရားကိုခွတ်ပြုလိုက်ပါသူ၏လွင်ပင်ကိုတရားထာဝရဘုရား၏ဥယျာဉ်ကဲ့သို့၎င်းဖြစ်စီတော်မူမည်ဇိအုန်မြင့်၌ဝမ်းမြောက်ခြင်းဆွေလန်းခြင်းကျေးဇူးတော်ချီးမွမ်းခြင်းတခြင်းဆုံခြင်းကိုဖြစ်စေလိမ့်မယ်ပြည့်စုံစေလိမ့်မယ်အဲ့တော့တင့်အသက်တာဒီကျေးဇူးတော်ချီးမွမ်းတော်အသက်တာလားသူများကိုတစ်ချိန်လုံးမကောင်းကြောင်ပြောတဲ့အသက်တာလားသူများကိုတစ်ချိန်လုံး envy ဖြစ်တဲ့အသက်တာလားအဲ့ဒါအရေးကြီးတယ်နော်ဘုရားသခင်အသက်တက်တာမှာအမှုတပြုတ်ပြီဆိုရင်ချီကျူးချီးမွမ်းတခြင်းထွက်လာမယ်တက်တာဒီချီးမွမ်းတော်သူဖြစ်ရမယ် If God do new things in your life must be a praising God a joyful life အဲ့ဒါလို့လေဆိုတော့ကိုလည်းဆန်းစစ်လို့ရတယ်ကိုအပဲ6တွေးနေပြီးတော့မှကိုဟာနဲ့ကိုတော့စားနေငါတက်တာမှာအစ်မပြုတ်သေးဘူးလို့မှတ်တယ်အော်ကိုကတော့ပြည့်စုံနေတဲ့သူများတောင်ကျွန်တော်တို့ဝေငှနိုင်လို့ဆိုရင်ဘုရားအမှုပြုပြီလို့တာမလားနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တယ်လေဆိုတော့ဒီကျွန်တော်ဘယ်ကိုပြရမလဲကဲနံပါတ်1ဖယားကိုပြန်ကြရအောင်နော်ကျွန်တော်ဝေးသွားတဲ့အခါမှာဖယားစီကိုပြန်သွားမယ်ဖယားစီပြန်သွားတဲ့သူကဘာလုပ်တယ်လဲကျမ်းစာပြန်ဖတ်တယ်နော်စုပြန်တောင်းတယ်ဖယားကိုပြန်ချီးကျူးတယ်ချီးမွမ်းတယ်အဲ့တော့ဖယားစီကိုအရင်ဆုံးပြန်မယ်ကျမ်းစာကိုအရင်ပြန်ရအောင်တချို့ scholar တွေနော်ဟိုကျမ်းတက်ပုဂ္ဂိုလ်ဆိုပြီးတော့မှလေကျမ်းစာကြောင်းတက်ပြီးPhD ဘွဲ့ရရပြီးမှကျမ်းစာနေဝေးတော့ကြတယ်ကျမ်းစာတော့မယုံတော့ဘူးသူတို့အတွေးနဲ့သူတို့တွေးပြီးတော့မှကျမ်းစာတော့တိတ်မဖတ်ချင်တော့ဘူးအဲ့ဒါမျိုးမကောင်းဘူးကျမ်းစာကိုပြန်ရအောင်ကျမ်းစာပြန်ဖတ်ရအောင်ကျမ်းစာကိုပြန်ယုံရအောင်လို့
အဲ့ဒါကျွန်တော်တို့ပြမဲ့နေရနော်ပြီးတော့မှလေကိုယ့်အိမ်ကိုပြန်လာကြပါတချို့ကအိမ်ကဝေးတယ်အထူးသဖြင့်လူငယ်တွေနော်စိတ်ကလူကတော့အိမ်မှာရှိတယ်အခန်းထဲမှာဒါပေမဲ့တင်တို့စိတ်ကအိမ်မှာမရှိဘူးအမေကခေါ်တယ်တမီးလာပါတမင်းစားရအောင်မစားသေးဘူးအမေစားနေတော့တကယ်ကြမ်းကြတော့သူက TikTok ကြည့်နေတာဟုတ်အဲ့မှာပျော်မွေ့နေတယ်ဆိုရင်အိမ်ကိုပြန်လာပါအိမ်မှာရှိရဲ့နဲ့အိမ်မှာမရှိဘူးအဲ့တော့ကိုယ့်အိမ်ကိုပြန်ကြရအောင်နော်နောက်တစ်ခါအကျဉ်းမရရှိတဲ့သူကိုတမကိုမယားစီကိုယောက်ျားစီကိုပြန်ရအောင်အနားမှာထိုင်ရင်းနဲ့ကြောကိုက်ရင်းနဲ့ဝေးသွားတယ်နော်အဲ့ဒါပြန်ပါနည်းနည်းပြန်လက်တော့ပြန်ဖက်လိုက်ပါအဲ့ဒါအရေးကြီးတယ်အိမ်မှာအတူတူနေတဲ့လေစိတ်ကတမျိုးရောဝေးကြီးကြောက်တာလေအဲ့ဒါကိုအိမ်ကိုပြန်ပါကိုမိသားစုကိုပြန်ပါတချို့မိသားစုတော့မိသားစုပဲသမင်းတော်အတူတူမစားကြတော့ဘူးနော်ဒီခေတ်ကတော်ခက်တယ်နော်အဲ့တော့အမြဲတမ်းတော့မဆိုလိုပါဘူးသမင်းစားတဲ့ချိန်ကျမကြီးလည်းမတူဘူးအမြဲတမ်းသမင်းတူတူစားမယ်ဆိုရင်လေအခက်ခဲတွေ့နေကျွန်တော်တို့ဆိုနားလည်မှုရှိတယ်သူအရန်စားရင်စားညစ်လိုက်ပါကျွန်တော်အပြင်ထွက်တဲ့ခါမဆောင်နဲ့လို့ကျွန်တော်မှာထားတယ်စောင့်ခိုင်းရင်လေကျွန်တော်ကလည်းဇနီးတွေစောင့်နေမယ်ဆိုတာလောက်တာနဲ့လေအပြန်လက်မြင်မောင်းပြီးကတ်တိုက်သွားမယ်မကောင်းဘူးသူကလည်းစောင့်နေယောက်ျားမပြန်ကြာလိုက်တာနဲ့ဗိုက်ဆာနဲ့လေစိတ်ဆိုးတော့မှာအိမ်ယောက်ျားရောက်လာတဲ့ခါကျတော့နင်းကြာလိုက်တာဘယ်သွားလဲပါဖြစ်တတ်တယ်အဲ့တော့မဆောင်နဲ့ဒါပေမဲ့လေအားလုံးစုံတဲ့ခါကျတော့ကဲလာသားသမီးတို့သမင်းတူဒီနေ့တော့စားရအောင် Sunday မှာကျတော့စားရအောင်ပြီးတော့မှဖျားလုံးကောင်းနေတယ်အဲ့လိုလုပ်ပါနော်အဲ့ဒါကိုမိသားစုကိုပြန်ရအောင်နော်နောက်ဆုံးတစ်ခုကကိုပြန်ပါတချို့ကတော့လူပဲသူ့မှာမရှိဘူးကိုတရားကိုကြည်ရင်နဲ့သူ့ဖြစ်ချင်တယ်မင်းသားဖြစ်ချင်တယ်ကိုမှန်ကြည့်ပါဦးမင်းသားရုပ်မပေါ်ဘူးနော်ဒါပဲစိတ်ထဲမှာတော့သူ့လိုပဲမင်းသမီးဖြစ်ချင်တယ်စိတ်ကကြောင်တခြားနေရာပဲသွားကြတယ်အဲ့လိုမလုပ်ပါနဲ့ပြန်လာမှာမှန်ကြည့်ပါဒါဦး Morris တဲ့နာ Morris အထဲမှာပြန်ဝင်မှဖြစ်မှာနှုတ်ရဲ့လေ Morris မဟုတ်တဲ့ခါမှာကျွန်တော်ကိုတမရလို့ချင်းပြီးတမရကိုသွားလှုပ်လိုက်ရင်မှားမယ်ကျွန်တော်တမရမဟုတ်ဘူး Morris ပါအဲ့လိုပဲလေဆိုတော့ဆူလူရာဆရာလှတွေဒေါက်တာလှတွေသူက Senior Pastor သူက Senior Pastor ဖြစ်ရတဲ့ဟိုကြည့်ရင်လေမင်းသားဖြစ်ချင်လို့အဆူတော်ဖြစ်ချင်လို့မိုက်ကောက်ပြီးသွားတချင်းသွားဆူကြည့်စမ်းအတန်ကောင်းရင်တော့တော်သေးတယ်အတန်မကောင်းမဲ့နဲ့ဆိုရီးစရာဖြစ်သွားမယ်သူများဖြစ်သွားမယ်အဲ့တော့ကိုပြန်လာပါမင်းနေရာကိုပြန်လာပါကိုပဲပြန်ဖြစ်ရအောင်အဲ့ဒါမှဘုရားသခင်ကအမှုတည်ပြုတော့မှာငါသားပြန်လာပြီငါသမီးပြန်လာပြီကဲအမှုတည်ပြုတော့ကောင်းကင်တမန်များကိုစီလွတ်ပြီးတော့မှကိုလိုချင်တဲ့တောင်းထားတဲ့ဆုပြည့်တော့မယ်အဲ့ဒီခါကျမှနော်ဒီနေ့ခန္ဓာ Baptist Church တင်တာအားလုံးအခုလိုဘုရားသခင်အသစ်တော်အမှုကိုတယောက်စီရဲ့အတ္တတာမှာပြုနိုင်မှုရန်ဘုရားရှင်အတ္တတပံကောင်းချီးပေးပါစေအာမင်